ဒီဇိုင်နာတွေ interview တိုင်းကိုဘယ်လိုအောင်ဖြေမလဲအဲ့တော့ကျွန်တော်တို့အဲ့ဒီ concept လေးကအမြဲတမ်းပေါ့နော်မေးကြတော့ပေါ့နော်interview တောင်မရဘူးလို့ interview ရပြီးတော့ရွေးမခံရတော့ဘူးပေါ့အဲ့တော့ဒီကောင်ကကျွန်တော်လွယ်လွယ်လေးပြောရင်တော့ဥပမာပေါ့နော်ကျွန်တော်တို့ကားမောင်းတက်သူပေါ့နော် car driver ခံဖို့ခေါ်တယ်ပေါ့သွားလျှောက်တယ်သွားလျှောက်ပြီးတော့ဘာဖြေလဲဆိုရင်ကျွန်တော်ကရေကူးအရင်မြန်တယ်စပိန်စီကလည်းချန်ပီယံရထားတယ်လမ်းလျှောက်ရင်လည်းအမောခံနိုင်တယ်အပြေးရလည်းအရင်မြင်တယ်အဲ့လိုမျိုးဟာတွေပေါ့နော်အဲ့တော့ကားမောင်းတက်တဲ့သူခေါ်တယ်ဒါပေမဲ့ကားမောင်းကျွမ်းကျင်တဲ့အကြောင်းမပြောဘဲနဲ့မဆိုင်တဲ့ဟာတွေအများကြီးရှောင်ပြောတယ်ပေါ့နော်အဲ့တော့ interview တိုင်းမှာအများကြီးတွေရှောင်ပြောတိုင်းလည်းမကောင်းဘူးနော် interview ခေါ်ရဲဆိုကြတဲ့ကသူတို့အလုံးနဲ့ကိုက်နေတဲ့သူကိုသူကရှာနေတာပေါ့နော်အဲ့တော့သူတို့အလုံးနဲ့ကိုကကိုက်ညီချောင်းကိုပြတာမှာပေါ့အဲ့တော့ design မှာလည်းအဲ့လိုမျိုးပဲကျွန်တော်တို့agency တွေအလုပ်တွေခေါ်ကြတာပေါ့နော်အဲ့တော့ကိုကတော့ရှောက်တယ်သူတို့ကဥပမာ graphic designer ခေါ်ရဲဆိုရင်ကိုကကျွန်တော် editing လည်းရတယ်ပကြီးလည်းဆွဲတတ်တယ်အဲ့တော့စာစီစာရိုက်လည်းအရင်မြန်တယ်ဒါမျိုးတွေရှောက်ဖြည့်တယ်ဆိုရင်ကျွန်တော်တို့ကလွဲနေအောင်ပါပဲเนาะ interview တိုင်းကိုလွဲနေအောင်ပါပဲအဲ့တော့ကျွန်တော်တို့သိရမှာ interview တိုင်းကိုအောင်ကျင်တယ်ဆိုရင်တော့သူတို့ရှာနေတဲ့သူကကိုဖြစ်တယ်ဆိုတာကိုတက်တည်ပြဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ကသူတို့အလုပ်ကိုတော့ရှောက်ပြီးဆိုရင်သူတို့ကိုကအရင်လိမ့်လာဖို့အရင်ရေးကြည့်တယ်တချို့တွေ interview လာတယ်မေးကြည့်လိုက်တယ်ကျွန်တော်တို့ company ကဘာလုပ်လဲမေးလိုက်အခါကျရင်သူတို့မဖြေတတ်တော့ကိုအလုပ်လျှောက်တဲ့ company အကြောင်းတော့ကိုလိမ့်လာထားတင်တာပေါ့နော်အဲ့လိုကြီးတော့မဖြစ်တင်ဘူးဒါအရန်ကိုမှugly ဖြစ်တယ်ပေါ့နော်ရုပ်ဆိုးတယ်ပေါ့အဲ့တော့ကျွန်တော်တို့ agency တခုကခေါ်တယ်အဲ့တော့အဲ့ agency ဘာလုပ်လဲသူက social media တွေလား marketing လုပ်တာလားဆိုရင် social media တော့ marketing လို့ဆို billboard design တွေကိုကကျွမ်းကျင်ရမယ် social media ad တွေကျွမ်းကျင်ရမယ်ဒါမျိုးလေးတွေပေါ့နော်အဲ့တော့ကိုကဒါတွေကျွမ်းကျင်ကြောင်းပြောရမှာအဲ့တော့တချို့ company တွေကဖြစ်ကောင်းဖြစ်မယ်ဟိုမှာ logo design ပဲဆိုရဲ company မျိုးတွေရှိတယ် marketing တွေတိတ်မလုပ်ကြဘူးပေါ့အဲ့တော့ကိုက logo design တွေကျွမ်းကျင်နေသူဖြစ်နေဖို့လိုတယ်ကိုက logo design အကြောင်းကိုဘယ်လောက်ထိသိထားရဲဒါမျိုးတွေကလိမ့်လာပြီးတော့ interview အတွက်ပြင်ဆင်တင်တယ်ပေါ့နော်မဟုတ်ရင်တော့ကျွန်တော်တို့ကလွဲနေအောင်ပါပဲเนาะအဲ့တော့သူတို့ရှာနေတဲ့သူကကိုဖြစ်တယ်ဆိုတာကိုတက်တည်ပြဖို့လိုတယ်အဲ့တော့တက်တည်ပြဖို့ဆိုတော့ကိုကပြောမှသူတို့သိမှာလေ